ရှင်ရတို့မိသားစုကပါအမေရဲ့ရင်ဝင်အောက်မှာအဖေရဲ့ကျင်နာရိတ်မှာမေးဆက်ခိုလုံးရင်သာကြည်ပြင်းလာကြဘဝခီးလဲလေးရှောင်းလန်းငယ်ပြန်ရလမ်းလေးရှောင်းလန်းခဲ့တဲ့အခုလို့ချိန်မှာအတောင်းဆုံးရောတိုက်မြုံမအဝေးလို့ပြန်ကိုယ်စီဘဝခီးဖို့ရှိခဲ့ပြီမို့ရှုံးကန်လှရှားခဲ့ကြတယောက်တည်းစီဝေးကြချိန်မှာအဖေရဲ့အင်္ဂလိပ်အမေရဲ့အင်္ဂလိပ်တစ်ခေါက်တစ်ခါပြန်လာခဲ့ဖို့ကြိုးစားခဲ့ပြီမရောက်တာတော့တိုးချခဲ့လိမ့်မည်တာမောင်စားရင်လိုက်တဲ့ချစ်ဖြစ်ဖေမမေးစေမာလေးတာလေးချောင်းလို့တာမောင်ရဲ့ဆူတောင်းလိုက်သည်ကျွန်တော်တစ်ချိန်ကဆိုမိုက်ခဲ့လေသမျှအခုချိန်တတရားလေးနဲ့မှန်ပါပြီကတော့လိုက်ပါသည်အဖေရဲ့ရင်ဝင်လေးအမေရဲ့ရင်ဝင်လေးတာမောင်ပြန်လာခဲ့ဖို့ဝေကတီးကဗျာနဲ့အဖေအိမ်ကိုစားရင်လိုက်ပါသည်နဲ့မီမီညီလေးညီမလေးတို့တွေငယ်စဉ်ကပျော်ရွှင်ရတို့မိသားစုကပါအမေရဲ့ရင်ဝင်အောင်မှာအဖေရဲ့ကျင်နာရိတ်မှာမင်းစခိုလုံးရင်ကကြည်ပြင်းလာကြဘဝခီးလဲလေးရှောင်းလန်းငယ်ပြန်ရလမ်းလေးရှောင်းလန်းငယ်တဲ့အခုလို့အချိန်မှာအတောင်းဆုံးတိုက်မြုံမအဝေးသို့ပြန်ကိုယ်စီဘဝခီးအဖို့ရှိခဲ့ပြီမို့ရှုံးကန်လှရှားရတယောက်တည်းစီဝေးချချိန်မှာအမေရဲ့အင်္ဂလိပ်အဖေရဲ့အင်္ဂလိပ်တစ်ခေါက်တစ်ခေါက်ပြန်လာခဲ့ဖို့ကြိုးစားခဲ့ပြီမရောက်တာတော့တိုးချခဲ့လိမ့်မည်တာမောင်စားရင်လိုက်တဲ့ချစ်ဖြစ်ဖေမမေးစေမာလေးတာလေးချောင်းလို့တာမောင်မြေဆူတောင်းလိုက်သည်ကျွန်တော်တစ်ချိန်ကဆိုမိုက်ခဲ့လေသမျှအခုချိန်တတရားလေးနဲ့မှန်ပါပြီကတော့လိုက်ပါသည်အဖေရဲ့ရင်ဝင်လေးအမေရဲ့ရင်ဝင်လေးတာမောင်ပြန်လာခဲ့ဖို့ဝေကတီးကဗျာနဲ့အမေအိမ်ကိုစားရင်လိုက်ပါသည်